banana cat script ကိုသုံးပြီးထဲဟိုရှောက်ကိုကျွန်တော် Kitsune နဲ့ stamp မြမှာတက်လို့ရနေရဲ့ဗျအခု Kitsune နဲ့ stamp မြတက်တာကြောင့်မလို့ तू ကဘာ spell မှာသုံးလို့မရအောင်ဆိုတော့ကျွန်တော်ထဲဟိုရှောက်ကို ACC နဲ့တက်လို့ရဒီ video ထဲမှာဆိုရင်တော့ banana cat script unit ကိုပြတော့ပေးတော့မှာပါဒီ video လေးမစခင်ဒီလိုမျိုးအမိုင်ဆောက် video တွေကိုစက်ကြည့်ဖို့အတွက်ကျွန်တော် channel လေးကို subscribe လုပ်ပြီးဒီ video လေးကိုလည်း like လေးပေးခဲ့ကြအောင် banana cat script ကိုယူဖို့အတွက် Discord ကောက်လိုပါတယ် Discord ကောက်ရှိရဆိုရင်တော့ Discord ထဲကိုဝင်ရပါမယ် Discord ထဲကိုရောက်တော့ဆိုရင်တော့ဘေးနားအပေါင်းလေးကိုနှိပ်လိုက်ပါပြီးတော့ဆိုရင်တော့ join server ဆိုတော့နှိပ်လိုက်ပါဒီနေရာလေးကိုရောက်ရင်ကျွန်တော်ရိုက်ထည့်လိုက်တယ်လို့ Chuo Hub လို့ရိုက်လိုက်ပါပြီးရင်တော့ join with invite link ဆိုတော့ပြီးတော့ဆိုရင်တော့ accept invite ဆိုတော့နှိပ်လိုက်ပါအခု banana cat server တွေကိုရောက်သွားပြီဆိုရင်တော့ verify ဆိုတော့နှိပ်လိုက်ပါပြီးတော့ဆိုရင်တော့အောက်ကအများလေးကိုနှိပ်လိုက်ပါဒီနေရာမှာ email address ကို verify လုပ်ပြီးသားဖြစ်ရပါမယ်တကယ်လို့ verify မလုပ်ရသေးဘူးဆိုရင်တော့အဲ့ verify ဆိုတာလေးကိုနှိပ်ပြီးရမှာကိုယ့်ရဲ့ email address ကို verify လုပ်လိုက်ပါအဲ့ဆိုရင်တော့အောက်ကိုဆွဲပြီးရမှာအမှန်ကြီးလေးကိုနှိပ်လိုက်ပါပြီးရင်တော့ complete ကိုနှိပ်လိုက်ပါပြီးတော့ဆိုရင်တော့ reaction လေးတွေပေးလိုက်ပါအဲ့ဒါတွေကိုလုပ်ပြီးတော့ဆိုရင်တော့ server တွေကိုရောက်သွားပါပြီအဲ့ဒီ server ထဲမှာ member panel ဆိုတာကိုရှာပြရမှာအဲ့ဒါကိုဝင်လိုက်ပါမယ်ကျွန်တော်တို့ဝင်လာတဲ့ဆိုရင်တော့ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်အဲ့ဒီအထက်ကမှာ rendering code ဆိုတာကိုနှိပ်လိုက်ပါအဲ့ဒီ rendering code ဆိုတဲ့နေရာမှာ code လေးတစ်ခုထည့်ပေးရပါမယ်အဲ့ဒီ code လေးတွေကိုလိုချင်နေဆိုရင်တော့ဒီ video ရဲ့ comment section ထဲမှာချထားတဲ့ banana cat code ဆိုတဲ့ link ထဲကနေပြီးမှယူလို့ရပါတယ်ဆို banana cat code တွေနဲ့တခြား game script တွေအားလုံးကိုကျွန်တော်ရဲ့ Telegram channel ထဲမှာတင်ပြထားပါတယ်ကျွန်တော်ရဲ့ Telegram channel ထဲမှာဆိုရင် data key ကိုအလိုအလျောက်ယူပေးတဲ့ပေါ်လေးလည်းရှိပါတယ်ပြီးတော့ data executor အသုံးပြုနေ video နဲ့တခြား executor အသုံးပြုနေ video တွေကိုအဲ့ဒီထဲမှာပဲတင်ပြထားပါတယ်ဆိုတော့ကျွန်တော်အဲ့ဒီ code လေးကိုထည့်ပြီးမှ submit ဆိုအောင်နှိပ်လိုက်ပါတယ်အဲ့လိုနှိပ်ပြီးတော့ဆိုတော့ကျွန်တော်ဒီမှာ code reading ဆိုတာကိုပေါ်လာပါတယ်ပြီးရင်တော့ကျွန်တော်တို့ get script ဆိုတာနှိပ်လိုက်ပါပြီးရင်တော့ဒီလိုလေးပေါ်လာပါလိမ့်မယ်အဲ့ဒါလေးကိုနှိပ်ပြန်မှကျွန်တော်တို့နောက်တစ်ခါထပ်နှိပ်လိုက်ပါမယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ banana cat script ရသွားပါပြီဆိုတော့ကျွန်တော် banana cat script ကို copy ယူရမှာဆိုတော့ကျွန်တော် banana cat script ကို copy ယူရမှာ data executor ထဲမှာတွားပြရမှာဖွင့်စော်ကြည့်ပါမယ် browse through account တွေနဲ့ mobile ချက်တိုင်းမှာပတ်ဖြစ် user တို့ကိုအားပေးခြင်းနဲ့ဆိုရင်တော့ video ရဲ့ comment section ထဲမှာချထားတဲ့ blue heaven market မှာအားပေးလို့ရပါတယ်ကဲကျွန်တော်တို့ game ထဲကိုရောက်သွားပြီဆိုတော့ banana cat script လေးကိုကျွန်တော်ဖွင့်လိုက်ပါမယ်ကဲအခုတော့ကျွန်တော်တို့ banana cat script လေးကိုရောက်သွားပါပြီ Russia နဲ့ရှာပြီး vivo တင်မလား Kitsune နဲ့ island ရှာမလား sea event လုံးမလား Lavine နဲ့တက်မလား bounty ပဲဟန့်မလားစားတဲ့ function တွေကို banana cat script မှာအများကြီးလုပ်လို့ရပါတယ်အဲ့ဒီလိုသုံးနည်းတွေကိုကျွန်တော်ရဲ့နောက်ထပ် video ဖြစ်တဲ့ banana cat script သုံးနည်းဆိုတဲ့ video ထဲမှာပြောပြပေးတော့မှာပါဆိုတော့ video အသစ်တွေကိုဆက်ကြည့်ဖို့အတွက်ကျွန်တော် channel လေးကို subscribe လုပ်ခဲ့ပေးကြပါဦး